သနာတော်နှစ်2560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်တရင်းညွလဇန်3ရက်2016ခုနှစ်အောက်တိုဘာလ4ရက်ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ကျက်တရေဆောင်ခမ်းမကြီးတွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သည်ဒုတိယညဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ကျောက်မဲမြို့ထေရဝါဒဗုဒ္ဓသာသနာဖြန့်ပွားရေးကျိုးတော်ဆောင်လူငယ်အဖွဲ့နဲ့ကျောက်မဲမြို့ပွဲစားကြီးဦးသိန်းလွင်ဒေါ်သိန်းရှိသင်းရွှေဖီလက်ဖက်6ပွဲယုံမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောချမ်းသာအတုကိုစွန့်နိုင်မှချမ်းသာအစစ်ကိုရမည်အကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝဲငါးသွဲအစုအလွန်ခဲရင်တော်မူတို့ကိုကရောတော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မင်းခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖတ်များစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းချမ်းသာအတုကိုစွန့်နိုင်မှချမ်းသာအစစ်ကိုရလောကမှာဘယ်ရာပဲဖြစ်ဖြစ်အစစ်နဲ့အတုဆိုတာရှိတယ်အတုဆိုတာအစစ်နဲ့တူလို့ပဲအတုလို့ခေါ်တာအစစ်နဲ့တူသည့်အတွက်ကြောင့်အစစ်လို့ထင်ရတဲ့အရာကိုအတုလို့ခေါ်တာဖြစ်တယ်အဲ့ဒီအတုကိုအစစ်ထင်ပြီးတော့သိမ့်ပိုက်ရယူမယ်ဆိုလို့ရှိရင်တော့ချမ်းသာအစစ်ဆိုတာရအစစ်ဆိုတာရမှာစိတ်အစစ်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ဟာစိတ်အတုနဲ့စိတ်အစစ်ကိုခွဲခြားသိနိုင်ဖို့လိုအပ်တယ်ပေါ့ထို့တူပဲချမ်းသာဒုက္ခအစစ်ကိုရခြင်းချမ်းသာဒုက္ခအတုဆိုတာကိုလည်းနားလည်ဖို့လိုတယ်ချမ်းသာအစစ်ဆိုတာလည်းနားလည်ဖို့လိုတယ်
ချမ်းသာဒုက္ခအစစ်မှန်အတူမှန်မသိဘူးဆိုလို့ရှိရင်ကိုရတဲ့ချမ်းသာဒုက္ခသည်ခိုင်မာတဲ့စစ်မှန်တဲ့ချမ်းသာဒုက္ခဖြစ်ချင်မှာမဟုတ်ဘူးချမ်းသာဒုက္ခအစစ်လို့ထင်ပြီးတော့ရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်တရားအနေနဲ့အတုဆိုတာဟာခိုင်မာတာမဟုတ်သည့်အတွက်ကြောင့်သူ့ရဲ့သဘောတဘာဝမကြခင်ပဲပေါ်လွင်လာတာဖြစ်တယ်ချမ်းသာအတုကိုစစ်ထင်ပြီးတော့ရဖို့ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တရားဟာအချိန်ကုန်လူပန်းပြီးတော့ချမ်းသာဒုက္ခအတုနဲ့ပဲတန်တရားထဲမှာတဝဲလဲလဲဖြစ်နေတတ်တယ်ချမ်းသာဒုက္ခအစစ်ဆိုတာကိုရဖို့ရအတွက်အတုနဲ့အစစ်ကိုခွဲခြားသိနိုင်တဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်ဒါကြောင့်မို့လောကမှာဖျားပွင့်ပြီးတရားဟောတယ်ဆိုတာအတုနဲ့အစစ်ခွဲခြားသိဖို့ဟောပြောတာသာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိပြီးတဲ့အခါမှာထိုအဆုံးအမနဲ့အရာရာမှာထိုအဆုံးအမကိုနာယူမှတ်သားပြီးထိုအဆုံးအမနဲ့အရာရာမှာဆင်ញင်သုံးသပ်တတ်ဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားကိုကိုးကွယ်စိတ်ကပ်တယ်ဆိုတာဟာမြတ်စွာဘုရားထံကအဆုံးအမရဖို့ကိုးကွယ်စိတ်ကပ်တာဖြစ်တယ်ဘုရားသခင်ရဲ့မဆာမှုတကိုးစွမ်းဖြင့်စွမ်းဆောင်မှုကိုလိုချင်လို့ဘုရားကိုကိုးကွယ်တာမဟုတ်ဘဲနဲ့အစစ်နဲ့အတူခွဲခြားသိတဲ့အသိဉာဏ်ရဖို့ရအတွက်မြတ်စွာဘုရားကိုကိုးကွယ်ကြရမှာဖြစ်တယ်အစစ်နဲ့အတူခွဲခြားမသိလို့တန်လျာထဲမှာအတုကိုစစ်ထင်ပြီးတော့ချမ်းသာဒုက္ခနောက်တကောက်ကောက်လိုက်လာနောက်ဆုံးရောက်တဲ့အခါမှာဆင်းရဲတွင်နေကြရတယ်ဆိုတာအများကြီးပဲပေါ့တန်လျာထဲကျင်လည်နေတဲ့ပုဂ္ဂိုလ်တွေဟာစစ်နဲ့အတူမခွဲနိုင်သည့်အတွက်ကြောင့်အတုကိုစစ်ထင်ပြီးဘာနဲ့ဥပမာတူတော့ဆိုရင်တန်လျက်ကိုရေထင်ပြီးတော့ရွှေသမင်အလိုက်မှားဆိုတာလိုပဲချမ်းသာအတုကိုချမ်းသာအစစ်ထင်ပြီးတော့လိုက်ရင်းကနေနောက်ဆုံးမှာအမောပဲဖတ်တင်ပြီးဆင်းရဲဒုက္ခနဲ့တဝဲလဲလဲကြုံတွေ့ကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ယုတ္တနိကေသာလရဏဝကတန်ယုတ်ပါဠိတော်မှာချမ်းသာဒုက္ခအစစ်နဲ့ချမ်းသာဒုက္ခအတုကိုခွဲခြားပြီးတော့ဟောကြားထားတော်မူတာဖြစ်တယ်တန်ယုတ္တနိကေမှာသူပေါင်းများစွာဟောကြားထားတဲ့ထက်ရူပရမသုတ်တံလို့ဆိုတာဟာတရားတွေကချမ်းသာဒုက္ခထင်ပြီးတော့လိုက်ရှာနေကြလို့အဲ့ဒီထဲမှာဖတ်မောပြီးနောက်ဆုံးမှာချမ်းသာမတွေ့ဘဲနဲ့ဆင်းရဲဒုက္ခနဲ့သာရင်ဆိုင်သွားရတဲ့အနေအထားမျိုးတွေကိုတတိပေးဆုံးမတဲ့အနေနဲ့ဟောကြားထားတာဖြစ်လို့ဘုန်းကြီးတို့တွေတန်တရားခရီးသွားနေတဲ့အခါမှာအစစ်တုခွဲခြားနိုင်ဖို့ဆိုတာအရေးကြီးတယ်ပေါ့။ဘာကြောင့်လဲလို့ဆိုရင်လောကလူသားတွေရဲ့လိုချင်ဆုံးအရာတစ်ခုတည်းကိုပြောပါဆိုလို့ရှိရင်လူအလုံးဟာတညီတည်းလိုချင်တဲ့အရာတစ်ခုကဘာလဲဆိုရင်ချမ်းသာဒုက္ခပဲဖြစ်တယ်။ဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုတယ်ဒုက္ခကာမဒုက္ခပฏิကူလတရားတွေအလုံးဟာဒုက္ခကာမချမ်းသာကိုမျက်နှိုးကြတယ်ချမ်းသာခြင်းကြဒုက္ခပฏิကူလဆင်းရဲတာကိုယမုန်းကြအဲ့တော့လူတိုင်းဟာလူဘဝရောက်လာပြီဆိုရင်ဘာရှာကြတော့ဆိုချမ်းသာကိုရှာတာပဲအမှန်ပြောကောင်းပြောလိုက်မယ်တာမန်အားဖြင့်ဘာရှာတော့လို့လူငယ်တွေမေးရင်အလုတ်ရှာတယ်လို့ပြောခြင်းပြောအဲ့ဒီအလုတ်ကဘာလုပ်ဖို့တော့ဆိုတော့ပတ်စံရဖို့ဟုတ်ပြီအလုတ်ရှာတယ်အလုတ်ရတော့ဘာရပတ်စံရပတ်စံရတော့ဘာဖြစ်လဲဆိုနောက်ဆုံးဖြစ်ကြတော့ချမ်းသာဖို့ပဲနော်
ပတ်စံရှင်ချမ်းသာတယ်လို့ယူဆပြီးတော့ပတ်စံရဖို့ရအတွက်အလုပ်ရှာတယ်အလုပ်ရှာတော့အလုပ်လုပ်တော့ပတ်စံရတော့အဲ့ဒီပတ်စံနဲ့အသုံးချလိုက်တဲ့အခါမှာရလာတဲ့ချမ်းသာကိုတကယ်ချမ်းသာအစစ်ကြီးလို့ထင်ပြီးတော့လူတွေဟာဖတ်ဖတ်မောပြီးအလုံးလုံးနေကြတာဒါမျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်ဒါဖြင့်သူတို့ရှာလို့ရလာတဲ့ချမ်းသာဒုက္ခသည်တကယ်ချမ်းသာဒုက္ခအစစ်လားအရိယာပုဂ္ဂိုလ်တွေကရောသူတို့နဲ့သဘောတူသလားအဲ့ဒီချမ်းသာကိုချမ်းသာလို့ထင်သလားလို့ဆိုတာကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာရှင်းရှင်းလေးဟောထားတယ်အလုံးလောကလူသားတွေဟာဘာပေါ်မှာကျင့်တ်နေကြဘာကိုရှာပြီးဘာကိုနှစ်ချိုက်နေကြသလဲလို့တရားသဘောနဲ့ပြောမယ်ဆိုရင်6မျိုးပဲပြောလို့ရအမြည်တက်ပြီးပြောရင်တော့အများကြီးပေါ့ကားစီးခြင်းတဲ့ပုဂ္ဂိုလ်ကကားကိုရှာတယ်နော်အိမ်ဆောက်ခြင်းတဲ့ပုဂ္ဂိုလ်ကအိမ်ဆောက်ဖို့ငွေရှာတယ်အလုပ်ကိုင်ရခြင်းတဲ့ပုဂ္ဂိုလ်ကအလုပ်ကိုင်ရှာတယ်ငွေဖောတည်သုံးနိုင်အောင်လုပ်ကြတယ်အဲ့ဒါလို့လူတွေဟာစီးပွားရှာတယ်ချမ်းသာရှာတယ်လို့ဆိုပြီးတော့နေဗနာညာမှာလုံးနေကြစင်ပြေသူလည်းရှိတယ်စင်မပြေသူလည်းရှိတယ်တခဏအားဖြင့်ကတော့ချမ်းသာဒုက္ခပေးတဲ့ရောင်ရှိတော့တယ်အဆုံးသတ်မှာအဲ့ဒါတွေဟာချမ်းသာဒုက္ခလို့မဟုတ်ဘူးအမြည်တက်ပြောမယ်ဆိုရင်လူတွေလူချင်တာဟာအဆုံးမတတ်နိုင်ဘူးလူတွေမျက်နှိုးတဲ့အရာတွေဒီအဆုံးမတတ်နိုင်ဘူးအကောင်းဟုသမျှမျက်နှိုးကြတယ်တန်ဖိုးရှိတာမှန်သမျှလူချင်ကြတယ်စားစရာဝတ်စရာနေစရာအသုံးဆောင်ပစ္စည်းဆိုတာသုံးလို့ဆွဲလို့မကုန်နိုင်ဘူးခဏခေတ်ပေါ်နေတဲ့တယ်လီဖုန်းလေးပဲကြည့်ပေါ့နော်တယ်လီဖုန်းလေးစပေါ်ကစားနဲ့မတူဘူးအခုနောက်ပိုင်းမှာ iPhone လို့ဘာလို့တခါလဲကောင်းတဲ့ကောင်းတာတွေလိုက်လာကြတယ်ဆုံးမတတ်နိုင်ဘူးလေဘာရှာတာတော့ဖုံးရှာတယ်လို့သာပြောခြင်းပြောမှာတကယ်ကတော့တယ်လီဖုန်းလေးအသုံးပြုပြီးတော့ဂုဏ်ယူရတာတစ်ခုခြေနှက်နေတာတစ်ခုအဲ့တော့လူတွေဟာချမ်းသာဒုက္ခပြင်ပမှာရှာလို့အားမရတဲ့အခါမှာခဏခေတ်မှာရှာစရာတစ်ခုပေါ်လာဖုံးပုတ်ပြီးတော့ချမ်းသာရှာနေကြပြန်ပေါ့နော်နောက်ဆုံးမှာချမ်းသာဖို့ဆိုပြီးတော့လူတွေဟာဘုရားတရားတွေကိုတော့ရွတ်ကြပါတယ်အဲ့ဒီအရွတ်နဲ့အပုတ်နှစ်ခုပဲကျန်တယ်နောက်ပိုင်းမှာကျန်ရွတ်မယ်ပဋ္ဌာန်းရွတ်မယ်ပရိရွတ်မယ်ရွတ်ကြရွတ်ထားရဲ့အားပြီဆိုရင်ဘာလို့လဲပေါ့မယ်အဲ့တော့ဘာရှာတာတုံးလို့မေးလို့ရှိရင်ချမ်းသာတာကိုရှာနေကြအဲ့ဒီနည်းနဲ့ရှာရင်ရောချမ်းသာဒုက္ခတကယ်ရနိုင်လားလို့စဉ်းစားကြည့်အဲ့တော့မြတ်စွာဘုရားကဒီသုတ်တံမှာလူတွေရဲ့သဘောတဘာဝကိုဟောပြောထားတာရှိရူပရာမဘိက္ခဝီဒေဝမနုဿာရူပရတာရူပတမ္မုဋ္ဌိတာမြတ်စွာဘုရားလူတွေဟာဘာကြိုက်တာလဲမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံကိုလူတွေကကြိုက်တယ်အဲ့ဒီမှာပျော်စရာရှာကြဟုတ်တယ်လေမျက်စိနဲ့ပျော်စရာရှာကြမျက်စိနဲ့တင်ပျော်စရာရှာလို့အားရလားဆိုမရသေးဘူးဘာနဲ့ရှာပြန်နော်တတ္တရာမဘိက္ခဝေဒေဝမနုဿာတတ္တရတတတ္ထတမ္မုဒိတာအတ္တမှာပျော်တယ်အတ္တမောမှာကျင့်တတ်တယ်အတ္တမောမှာဝမ်းမြောက်ပြီးတော့နှစ်ချိုက်ကြဒါကြောင့်ตายရတဲ့အတန်လေးတွေကိုရှာကြပြန်မျက်စိနဲ့ကြည့်လို့ပြောစရာရှာသလိုနားနဲ့နားထောင်ပြီးတော့ตายရတဲ့အတန်ကိုရှာအဲ့ဒီအတန်ကိုရှာနေလို့ရောင်းလို့မလောက်နိုင်လောက်အောင်ပစ္စည်းတွေထုတ်နော်နားထဲမှာနှစ်ချက်ကလေးဆုပ်ပြီးတော့တလေးမော်တော်ဆိုင်ကယ်စီးသွားလမ်းဖြတ်ကူမော်တော်ဆိုင်ကယ်စီးတာတို့လမ်းဖြတ်ကူတာတို့
နားတွေကตายဝဲအတန်လေးထည့်ပြီးတော့အဲ့ဒါလေးနဲ့ခေါင်းတငိမ့်ငိမ့်သွားမကြခင်ကားနဲ့ဝင်တိုးအစီရင်ဖြစ်လမ်းပေါ်မှာရင်ပွဲချင်းပြီးဆိုတာတွေလည်းအများကြီးပဲနော်ရှားတာတော့ချမ်းသာပဲရသွားတာဒုက္ခတွေဖြစ်မျက်စိနဲ့ကြည့်ပြီးတော့ပျော်စရာရှားတယ်နားနဲ့နားထောင်ပြီးအတန်ကိုရှားတယ်ပျော်စရာရှားတယ်တခါတော့ကဂျာမနီသွားတော့ကမိရထားပေါ်မှာဂျာမန်ကြီးတယောက်ခုခေတ်ဒီမှာလို့ပေါ့နှကြကလေးနဲ့တက်ပြီးတော့တချင်းနားထောင်တာဓမ္မရဲ့ကြည့်တချင်းတန်ကဒိန်ဒိန်တောင်းတောင်းလှုပ်လေလေသူခေါင်းကလှုပ်လေလေနဲ့နော်လူတကိုယ်လုံးကြည့်လိုက်လို့ရှင်ငရင်လှုပ်နေတယ်လို့ပဲအဲ့ဒါဘေးနားကလူတွေဘယ်သူမှခရုမဆိုင်နိုင်ဘူးသူ့ဟာသူဒုံဒုံတိုင်းတိုင်းဖြစ်နေတယ်တော်သေးတယ်အတန်မကြားရဘူးသူ့စိတ်ထဲမှာတော့ခံစားနေရပုံရတယ်ပေါ့အမူအရာကြည့်တာနဲ့ဒါကြောင့်မြတ်စွာဘုရားဟောတာတတ္တရာမတတ္တရာမဘိက္ခွေဒေဝမနုဿာတတ္တရတ္တတတ္တသမုဒိတာပြောစရာဆိုတာအတန်ပဲအတန်ပေါ်မှာပြောနေကြတယ်အတန်ပေါ်မှာနှစ်ချိုက်ကြတတ္တရာမအတန်ဆိုတဲ့ပြောစရာရှိတယ်တတ္တရတ္တအတန်ပေါ်မှာပြောနေကြတတ္တသမုဒိတာအပြောပေါ်မှာနှစ်ချိုက်အတန်ပေါ်မှာနှစ်ချိုက်နေကြတယ်အတန်လင်းပြောစရာရှိပြီအတန်ပေါ်မှာပြောနေပြီအတန်ပေါ်မှာနှစ်ချိုက်နေကြတယ်လို့ဒါလူရဲ့သဘာဝကိုပြောဒါရင်လားအစင်းနဲ့တင်ပြောတာလားအတန်နဲ့တင်ပြောတာလားဆိုမဟုတ်ဘူးလူတွေကအနတ်နဲ့လည်းပြောကြတာပဲဒါကြောင့်မို့မွေးကြိုင်တဲ့အနတ်တွေအမျိုးမျိုးရောင်းမလောက်အောင်ကုမ္ပဏီတွေကလည်းတီးထွင်းတယ်စပယ်မန်းနဲ့စပယ်ပန်းနဲ့နော်ဇွန်ပန်းနဲ့အကုန်လုံးမွေးပြီဆိုတဲ့အရာတွေဆပ်ပြခဲတောင်မှမွေးကြိုင်ပြီဆိုတဲ့ဆပ်ပြခဲရေမွေးတွေစနိုးတွေပေါင်းသားတွေလူတွေနှစ်ချိုက်တဲ့အနတ်တွေထက်သွင်းပြီးတော့အမျိုးစုံဖန်နေကြလူတွေကလည်းဝယ်ကြတယ်ဘာကြောင့်လဲဆိုခန္ဓာရာမအနတ်ပေါ်မှာပျော်ကြတာခန္ဓာရတ္တအနတ်မှာပျော်မွေ့ပြီးခန္ဓာသမုဒိတာအနတ်နဲ့ကျင့်တတ်နေကြတာဖြစ်တယ်ပေါ့အဲ့တော့ဒီမှာချမ်းသာဒုက္ခရှားနေကြတာဖြစ်တယ်ဒါရင်လားလို့ဆိုမကဘူးနောက်တစ်ခုကရတ္တရာမဘိက္ခွေဒေဝမနုဿာရတ္တရတ္တရတ္တသမုဒိတာရှာနဲ့ရှာကလည်းပဲအယတခံစားတဲ့ရတ္တပေါ်မှာပျော်တယ်အယတပေါ်မှာပျော်တယ်အယတပေါ်မှာနှစ်ချိုက်တယ်ဟောဒါကြောင့်မို့လို့ဗမာပြည်မှာဒါပေါ်သေးတယ်စားတော့ဆိုင်နေဖွင့်လို့မဆုံးတာဗမာသမင်းချက်တင်ရလားမရသေးဘူးနော်ခောက်ဆွဲတောင်မှရှမ်းခောက်ဆွဲတဲ့ဗမာခောက်ဆွဲတရုတ်ခောက်ဆွဲအီတလီခောက်ဆွဲမျိုးကိုစုံနေတာအဲ့ဒါဘာတွေရှာတော့ဆိုအရသာလည်းရှာကြဗမာမုံလာခြင်းတို့ဒါတွေနဲ့မလုံလောက်တဲ့အတွက်ကြောင့်ခင်းချီဆိုတာလည်းဝယ်စားလိုက်သေးတယ်နော်အဲ့တော့လူတွေရဲ့အကြိုက်ကဘာတွေတုံးဆိုမျက်မျက်ကလေးရှာပေါ်မှာတင်လိုက်လို့အရသာရှိလို့ရှင်အရသာပေါ်မှာပျော်မွေးကြတယ်အရသာပေါ်မှာပျော်ပိုက်ကြတယ်အရသာပေါ်မှာနှစ်ချိုက်ကြတယ်ဆိုအမှန်တမ်းထင်ရှားစားတော့ပြီးပျော်ကြတယ်ဒါမြတ်စွာဘုရားဟောတာလူတွေရဲ့သဘာဝကိုကြည့်ဟောဒါရင်လားဆိုကာသေးဘူးဖွတ်တ္တပါရာမဘိက္ခွေဒေဝမနုဿာလူတွေရောနတ်တွေရောဘယ်ပေါ်မှာကြိုက်နေကြတော့ခန္ဓာကိုယ်နဲ့အထိအတွေ့ပေါ်မှာပျော်မွေ့ကြ
အထီးတွေးဟာသူတို့ရဲ့ပျော်မွေ့ရာဖြစ်အထီးတွေးပေါ်မှာပျော်ပိုက်ပြီးတော့ဖုတ္တပတမ္မုဒိတာအထီးတွေးလေးနဲ့နှစ်ချိုက်ကြတယ်ဒါကြောင့်မို့အဝတ်စားဆိုလို့ရှိရင်လေနော်အစင်းလဲလှမအထီးတွေးလေးကလည်းဣစညညောမဆိုတာလို့အိယာဆိုလို့ရှိရင်လည်းဤဆက်ဆက်ရှိမှခေါင်းဆိုလဲဤဆက်ဆက်ရှိမှဆိုအထီးတွေးနဲ့ပတ်သက်လာလို့ရှိရင်လူတွေဟာဖုတ္တပဆိုတဲ့အာယုံပေါ်မှာနှစ်ချိုက်ကျဉ်납ပြီးအဲ့ဒီမှာချမ်းသာဒုက္ခရှာတာပဲဖြစ်တယ်နော်ဒါရင်လားဆိုမကုန်သေးဘူးစိတ်ကူးထဲမှာပုံဖော်တဲ့အခါမှာလည်းပဲစိတ်ကူးရင်လည်းဆိုရှိသေးတယ်စိတ်ကူးထဲမှာပုံဖော်တဲ့အာယုံကိုခြုံငုံပြီးပြောရင်ဓမ္မလို့ခေါ်တယ်တရားကိုပြောတာမဟုတ်ဘူးသဘာဝအစင်အတန်အနအရသာအထိအတွေ့ဆိုတာဖယ်လိုက်လို့ရှိရင်ကျန်တဲ့စိတ်ကူးထဲမှာပေါ်လာတဲ့အာယုန်တွေကိုဓမ္မယုံလို့ခေါ်တယ်နော်တဘာဝတွေစိတ်ကူးကြံစီလို့သိရတဲ့အာယုန်တွေလက်တွေ့မျက်စိကမြင်ရတာတခုနားကနားထောင်လို့ရတာတခုနှာခေါင်းနဲ့နမ်းရှုလို့ရတာတခုလျှာနဲ့လျက်လို့ရတာတခုခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတာတခုအဲ့ဓာတွေနဲ့လှုပ်လို့မရဘဲနဲ့စိတ်ထဲမှာတင်ပုံဖော်လို့ရတာကအာယုံကဓမ္မယုံအဲ့ဒီဓမ္မဆိုတဲ့တဘာဝအာယုန်ဒီပေါ်မှာလည်းပဲစိတ်ကူးရင်တဲ့စိတ်နဲ့ဓမ္မာရာမနော်စိတ်ကူးလို့ရတဲ့အာယုန်ဒီပေါ်မှာစိတ်ဟာပျော်မွေ့ပြီးဓမ္မရတ္တာစိတ်ကူးရတဲ့အာယုန်ဒီပေါ်မှာပျော်မွေ့ကြတယ်ဓမ္မတမ္မုဒိတာစိတ်ကူးရတဲ့အာယုန်ဒီပေါ်မှာနှစ်ချိုက်ကြတယ်ဒါတရားဝါရီရကြတဲ့ချမ်းသာဒုက္ခတွေအဲ့တော့ဘုန်းကြီးတို့တွေတန်တရားထဲမှာလဲနေတဲ့ပုဂ္ဂိုလ်တွေရှားနေတဲ့ချမ်းသာဒုက္ခတွေကဘယ်ရှုထောင့်ကရှားနေကြတာတုံးလို့ဆိုရင်အခုပြောတဲ့မျက်စိနာနာလျှာကာယမနနဲ့ရှားကြတာတွေဖြစ်တဲ့အတွက်ကြောင့်ရူပယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံဆိုတဲ့ဒီအာယုန်တွေပေါ်မှာပျော်မွေ့ပြီးရတဲ့ချမ်းသာဒုက္ခတွေပဲဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာဂါထာဘာနာအနေနဲ့ဟောထားတာရှိတယ်နော်ဂါထာဘာနာအနေနဲ့ဟောထားတဲ့ဟာမှာရူပတတ္တာရတ္တခန္ဓာဖတ္တာဓမ္မာစကေဝလာမျက်စိနဲ့မြင်ရတဲ့အစင်းနားနဲ့နားထောင်လို့ရတဲ့အသံနှာခေါင်းနဲ့နမ်းရှုလို့ရတဲ့အနတ်လျှာနဲ့လျက်လို့ရတဲ့အရသာခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့အထိတွေ့စိတ်ကူးကြံစီလို့ရတဲ့အာယုန်တွေတဲ့အဲ့ဒီအာယုန်တွေပေါ်မှာလူတွေဟာအိဋ္ဌကန္တာမနာပါစအဲ့ဒီအာယုန်တွေကလည်းတရားတွေအကြိုက်လိုချင်စရာအလွန်ကောင်းတယ်ပေါ့လိုချင်စရာကောင်းတယ်နှစ်သက်စရာကျေနပ်စရာမျက်နှိုးစရာစိတ်ချမ်းသာစရာကောင်းတဲ့အဲ့ဒီအာယုံ6ပါးအဲ့ဒီအာယုံ6ပါးပေါ်မှာစိတ်တရားပျော်မွေ့ပြီးယာဝတ္တတိတိဥစ္စတိဒါတင်မဲ့သူတို့လမ်းဆုံးနေကြတယ်ကဲဘုန်းကြီးတို့တွေရှားတာဟုတ်မဟုတ်ကိုယ့်အကိုဆန်းစစ်ကြည့်လူတွေနေ့စဉ်နဲ့များရှားနေကြတယ်ဆိုတာတရားဓမ္မနဲ့ရှုထောင့်ကကြည့်ဒီထဲမှာပဲချမ်းသာရှားနေကြတာဒါအစစ်မှန်နော်ဒီထဲမှာဘာတွေပါတော့မိဘတွေဆိုရင်ကိုသားသမီးလေးတွေကြည့်ပြီးတော့ပီတိဖြစ်တာဒီထဲမှာပါတယ်နော်ကိုပိုင်တဲ့အဆောက်အဦလေးကိုပိုင်တဲ့ကားလေးစီးသွားပြီးပီတိဖြစ်တာကိုပိုင်တဲ့ပစ္စည်းတွေကြည့်ပစ္စည်းဖြစ်တာဒီထဲမှာအကုန်ပါအဲ့ဒီနာမည်တွေနဲ့သေဥထုတ်လို့ရှိရင်တော့ကုန်မှာမဟုတ်လို့ဒါကြောင့်မို့အစင်းတန်အနရတာအထီးတွေ့စိတ်ကူးအာယုံလို့ဆိုတဲ့စိတ်ထဲမှာထင်ပေါ်လာတဲ့အာယုံလို့ဆိုပြီးဒီအာယုံ6ပါးပေါ်မှာတရားဝါတွေဟာနှစ်ချိုက်ပြီးတော့ပျော်ရွှင်ချမ်းမြေ့ပြီးတော့နေကြတာတဲ့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တရားဓမ္မကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီတိုင်းပဲလို့ဆိုတာကိုမြတ်စွာဘုရားဟောတယ်
အဲ့တော့တို့လည်းဒီထဲမှာပဲဆိုတို့ရတဲ့ချမ်းသာတွေဟာအစစ်လားအတုလားဆိုတာစဉ်းစားကြည့်ပေါ့နောက်ကြတော့မြတ်စွာဘုရားရှင်းဟောလိုက်မယ်တတေဝကတ္တလောကတ္တဧတေဝဒုက္ခသမ္မတာလူတွေရောနတ်တွေရောတတ္တလောကကြီးတစ်ခုလုံးကအရိယာပုဂ္ဂိုလ်တွေကလွဲရင်တတ္တလောကကြီးတစ်ခုလုံးကအခုပြောတဲ့အပေါ်မှာရရှိလာတာချမ်းသာကိုတကယ်ချမ်းသာအစစ်လို့ယူဆကြတယ်တဲ့ဧတေဝဒုက္ခသမ္မတာအစဉ်တန်နာရတာအထိတွေ့တွေပေါ်မှာစိတ်ကူးကြံစီတဲ့အာယုန်တွေကိုချမ်းသာဒုက္ခအဖြစ်သမုတ်ပြီးဒါတွေပဲရှာကြဒါတွေရဖို့လုံးမနေကြကိုယ်စစ်ကြည့်ဟုတ်မဟုတ်နော်ဒါတွေကိုရှားနေကြတာဖြစ်တယ်ပေါ့အဲ့ဒါတွေဟာအရိယသူတော်စင်တွေရဲ့ရှုထောင့်ကနေကြည့်ဘာဖြစ်လာတော့နော်အဲ့ဒါတွေကိုယ်တဏ္ဍမှာရှိနေသမျှကလပ်ပါလုံးရနေသမျှကလပ်ပါလုံးလူတွေကငါချမ်းသာကိုရထားတယ်လို့ဒီလိုယူဆကြတယ်ကဲအဲ့ဒါတွေကိုမရှိတော့ဘူးဆိုရင်ဘာဖြစ်လဲယထစေတံနိရုဇ္ဇန္တိနော်တန်တေတံဒုက္ခသမ္မတာမျက်စိတွေကလှတဲ့အဆင်အာယုံလေးမမြင်ရတော့ဘူးပျောက်ကွယ်သွားတယ်။ตาရတဲ့အတန်လေးမကြားရတော့ဘူးပျောက်ကွယ်သွားတယ်။မွေးကြိုင်တဲ့အနံလေးမရှိရတော့ဘူးပျောက်ကွယ်သွားတယ်။အရသာလေးပျောက်ကွယ်သွားတယ်။အထီးတွေ့လေးပျောက်ကွယ်သွားတယ်။စိတ်ကူးကြံစည်မှုလေးတွေပြက်ပြက်သွားတယ်ဆိုရင်အဲ့ဒါကိုလူတွေကဒုက္ခအကြရမဒုက္ခသိရူပယုံတရယုံကဏ္ဍရတ္တဘုရားပါယုံဓမ္မယုံဆိုတဲ့ဒီအာယုန်တွေပေါ်မှာရရှိထားတဲ့ချမ်းသာဒုက္ခရှိနေချမ်းသာပျောက်ကွယ်သွားလို့ရှိရင်ဆင်းရဲဖြစ်မှဖြစ်ရလေခြင်းဆိုလူတွေကဒါတွေပြောင်းလို့တောကဖြစ်တယ်ရှင်ဓမ္မမှာဖြစ်နေကြတယ်တဲ့ဒါလူလောကလူတွေရဲ့ဖြစ်နေပုံပါဒီအပေါ်မှာလက်လွတ်ဆုံးရှုံးသွားရင်မကြေနိုင်မချမ်းနိုင်ငိုကြီးချက်မှဖြစ်ကြတယ်လို့သူတို့ဆိုလို့ဒုက္ခလို့အဲ့ဒီမှာမြတ်စွာဘုရားလောကမှာအမြင်ချင်းမတူပုံနဲ့ပတ်သက်ပြီးတော့ဟောတယ်ဒုက္ခံဒိဋ္ဌမရိယေဟိတက္ကယတ္တនិရောဓနံတက္ကယဆိုတဲ့ခန္ဓာ၅ပါးခုနပြောတဲ့အရာတွေအားလုံးဟာခန္ဓာ၅ပါးထဲမှာကျုံဝင်နေဟာတွေလူတွေရထားတဲ့တွေ့ကြုံခံစားနေရတဲ့အရာတွေအဲ့ဒီတက္ကယတွေမရှိမှတက္ကာယတွေကိုလုံးဝဆွလွတ်နိုင်မှချမ်းသာဆိုတာအစေရနိုင်တယ်လို့အရိယသူတော်စင်တွေကမြင်နေတဲ့တက္ကာယတ္တនិရောဓနတက္ကာယဆိုတာတကယ်ထင်ရှားရှိတဲ့ခန္ဓာကိုပြောတာအဲ့ဒီခန္ဓာမရှိတော့မှဖြစ်ပေါ်လာတဲ့ချမ်းသာဟာတကယ်ချမ်းသာအစစ်လို့ဆိုလို့အဲ့ဒါကိုအရိယပုဂ္ဂိုလ်တွေကမြင်ကြတယ်တဲ့ဒုက္ခံတက္ကရာမရှိတဲ့ပုံမှန်သာလင်ဒုက္ခကိုရှာတွေ့ကြဒုက္ခံဒိဋ္ဌမရိယေဟိတက္ကယတនិရောဓနခန္ဓာ၅ပါးချုပ်သွားလို့ရရှိလာတဲ့ချမ်းသာကိုမှတကယ်ချမ်းသာလို့အရိယသူတော်စင်တွေကမြင်ကြပြီးတော့တမန်ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်ပစ္စနိကမိတံဟောတိတဗ္ဗလောကေနပတ္တတံအရိယပုဂ္ဂိုလ်ကြီးပြောတဲ့ချမ်းသာဆိုတာခန္ဓာ၅ပါးကင်းမဲ့တဲ့ချုပ်ငြိမ့်သွားတဲ့နေရာတမန်ပုထုဇဉ်တွေကတော့ခန္ဓာ၅ပါးဆုံးရှုံးသွားလို့ရှိရင်တော့ဒုက္ခလို့ပဲသတ်မှတ်တယ်ဒုက္ခလို့မသတ်မှတ်ဘူးဒါကြောင့်မို့လို့အမြင်ကတော့ဆန့်ကျင်ပဲကြည့်ပဲလို့သူတို့ဆိုလို့တမန်လူတွေမြင်တဲ့အမြင်ဆန့်ကျင်ပဲအမြင်ဖြစ်အဲ့ဒါတွေကိုအလေးနဲ့ထားစဉ်းစဉ်းစားတတ်ဒါလည်းပဲကမ္မထံတရားအတွက်အထောက်အကူများစွာဖြစ်တယ်ဝိပဿနာရှုတဲ့အခါမှာဒါတွေဟာကျွတ်တင်ပြီးတော့ထိသွင်းစဉ်းစားခြင်းဖြင့်ဝိပဿနာဉာဏ်ကိုစွမ်းအားတွေပြည့်စုံနိုင်တယ်ပေါ့တက္ကရာချုပ်ငြိမ်းသွားမှတကယ်ဒုက္ခလို့အရိယာတွေကမြင်ကြတယ်ပုရုဇဉ်တွေကတော့အဲ့ဒါဟာတကယ်ဒုက္ခကြီးလို့ပဲထင်ကြပြန်တယ်အမြင်ချင်းမတူကြဘူးလို့သူတို့ဆိုလို့တယ်ပေါ့နော်အမြင်ကွဲပြားခြားနားမှုရှိတယ်
ယံပရိဒုက္ခတောအာဟုတဒရိယာဟုဒုက္ခတောပုရုဇဉ်နဲ့အရိယာပုဂ္ဂိုလ်တို့ရဲ့ရှုမြင်သုံးသပ်ချက်ဟာအရှိနဲ့အနောက်တောင်နဲ့မြောက်လို့ဆန့်ကျင်မဲ့ကြီးဖြစ်နေတယ်အမြဲတမ်းဆန့်ကျင်နေတဲ့အမြင်မျိုးရှိတယ်ပုရုဇဉ်တွေကဒုက္ခလို့ပြောတာကိုအရိယာပုဂ္ဂိုလ်တွေကဒုက္ခလို့ပြောပုရုဇဉ်တွေကချမ်းသာလို့ယူဆတဲ့အရာဒီအရိယာပုဂ္ဂိုလ်တွေဖို့မှာဆင်းရဲဒုက္ခများတာဖြစ်နေပြန်တယ်ယံပရိဒုက္ခတောအာဟုတဒရိယာဟုတဒရိယာဒုက္ခတောဝိထုပုရုဇဉ်တရားတွေကဒုက္ခလို့မြင်တဲ့အရာကြတော့အရိယာပုဂ္ဂိုလ်တွေကဒုက္ခလို့အသိမှတ်ပြုပြန်တယ်အဲ့ဒါလို့မတူညီတဲ့အမြင်တွေရှိနေကြတယ်မတူတဲ့အမြင်တွေရှိအဲ့ဒီမတူညီတဲ့အမြင်ဟာအင်တမဒီမြတ်စွာဘုရားဟောတော်မူတဲ့ပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာလို့ဆိုတဲ့အမှန်မသိမှုပုံမှာမူတည်ပြီးတော့ဖြစ်တာသိသူနဲ့မသိသူဆိုတာအလွန်ကွဲပြားခြားနားတယ်မသိတဲ့လူကမကောင်းတာကိုကောင်းထင်တယ်ကောင်းတာကြတော့မကောင်းဘူးထင်တယ်အမြင်ဟာပြောင်းပြန်ရှိကြတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကပတ္တဓမ္မံဒုရသံတရားဆိုတာသိဖို့သိခက်တယ်တဲ့အမှန်တရားဆိုတာသိဖို့သိခက်တယ်ဘာဖြစ်လို့လဲဆိုကိုတွေးတာနဲ့တခြားစီကိုမြင်တာနဲ့တခြားစီကိုကချမ်းသာလို့ထင်တာကိုကဒုက္ခလို့ထင်နေတဲ့ဟာကချမ်းသာဖြစ်ပြီးကိုကဒုက္ခလို့ထင်တဲ့ဟာဒုက္ခဖြစ်နေတယ်စွန့်လွတ်ဖို့လည်းလုံးခက်ခဲတယ်လုံးခက်ခဲမှန်ကန်တဲ့အမြင်တစ်ခုမရဘဲနဲ့မစွန့်နိုင်ဘူးကြမ်းဖန်ပြီးတော့နှမျိုးတွန့်တိုးနေဥမှာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့အလုံးကိုမြင်ဖို့ခက်တယ်လို့ဒီလိုပြောတာတမ္မူလိထအဝိတ္တတုအသိဉာဏ်မရှိဘူးဆိုရင်ဒီနေရာမှာတွေးဝေးနေဥမှာပဲအခုပြောတဲ့နေရာမှာပုရုဇဉ်ကဒုက္ခအရိယာကဒုက္ခအရိယာကဒုက္ခလို့ဆိုတာကိုပုထုဇဉ်ကဒုက္ခလို့ယူဆအဲ့ဒီအချက်နဲ့ပတ်သက်ပြီးအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေးဝေးနေအောင်ပါပဲဆုံးဖြတ်နိုင်စွာမရှိဘူးလို့ဆိုလိုတယ်ရောမြတ်စွာဘုရားဟောတဲ့အခါမှာဒီနှစ်ခုဟာကွဲကွဲပြားပြားသိလာမှာဖြစ်တယ်အန္ဓကာရောအပတ္တတံအမှန်တရားကိုမမြင်ရင်တော့အမှောင်ကြီးပဲမှောင်နေတဲ့ထဲမှာရှိတာကိုမမြင်နိုင်ရတယ်လို့ပဲအမှောင်ထဲမှာရောက်နေတဲ့အရာဒီတာမန်မျက်စိနဲ့မမြင်ရတယ်လို့ပဲအသိဉာဏ်ကင်းမဲ့လို့မှောင်နေလို့ရှိရင်လည်းပဲအမှန်ဆိုတာကိုမမြင်နိုင်ဘူးဒုက္ခဆိုတာကိုမမြင်နိုင်ဘူးဒုက္ခကိုဒုက္ခလို့ထင်မယ်ဒုက္ခကိုဒုက္ခလို့ထင်မယ်မမှန်မကန်တဲ့အမြင်တွေနဲ့ပဲစခန်းသွားနေမှာပဲဖြစ်တယ်ပေါ့တတင်္စဝိတတံဟောတိအာလောကောပတ္တတာမိဝါသူတော်ကောင်းနေဖို့ကတော့အလင်းရောင်ထဲမှာကြည့်ရတယ်လို့ပဲရှင်းရှင်းကြီးဒုက္ခမြင်ကြခန္ဓာငါးပါးမရှိတာဒုက္ခဆိုတာရှင်းရှင်းကြီးမြင်ကြသူတော်ကောင်းနေအဲ့တမန်ပုဂ္ဂိုလ်တွေကြတော့ဘာလို့ဆိုတန္တိကေနဝိသနန္တိမခာဓမ္မတကောဝိတာချမ်းသာဒုက္ခဆိုတာကိုယ်နာလေးမှာကတ်ဆိုပါစို့ပုရုဇဉ်တွေဟာမြတ်စွာဘုရားရဲ့ဆုံးမရလို့မြတ်စွာဘုရားကနိဗ္ဗာန်ဟာချမ်းသာတယ်လို့ပြောလို့နိဗ္ဗာန်ကိုလိုချင်တဲ့အောင်ရောက်ရှိတော့လဲကောင်းမှုလုပ်တဲ့အခါဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့နိဗ္ဗာန်ရပါရစေနိဗ္ဗာန်ရဲ့အကြောင်းဖြစ်ပါစေလို့ဆိုပြီးမြဲတကယ်နိဗ္ဗာန်ကိုသွားမလားဆိုလို့ရှိရင်တွန့်နေအောင်ပါနော်တွန့်နေတကယ်နိဗ္ဗာန်ကိုသွားမလားဆိုတော့မသွားနိုင်သေးဘူးဘယ်ရောက်တော့နောက်မှဆိုတာဖြစ်တာမသွားနိုင်ဘူးအဲ့တော့နိဗ္ဗာန်သွားဖို့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဟာကိုယ်နဲ့အဝေးကြီးလားလို့မေးမယ်ဆိုရင်တန်တိကေကိုယ်နာလေးမှာရှိဘာကြောင့်ကိုယ်နာမှာရှိတယ်လို့ပြောတော့လို့ဆို
ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုရှုပြီးတော့ဒီခန္ဓာရဲ့အကြောင်းတရားတွေခန္ဓာကိုဖြစ်စေနိုင်တဲ့ကိလေသာဆိုတဲ့အကြောင်းတရားတွေကိုရှင်းပြလိုက်တာနဲ့တပြိုင်တည်းနိဗ္ဗာန်ဆိုတာဘာနဲ့တွေ့နိုင်အဲ့တော့နိဗ္ဗာန်ဆိုတာကိုယ်နဲ့အနီးလေးလို့ရောဟိတတသုံးပါဆိုရင်မြတ်စွာဘုရားနိဗ္ဗာန်ဆိုတာခန္ဓာမှာပဲရှိတယ်လို့တောင်ဟောတာခန္ဓာနဲ့ဆက်နေတယ်လို့ပြောတာခန္ဓာ၅ပါးထဲမှာနိဗ္ဗာန်ပါဝင်တယ်လို့ပြောတာတော့မဟုတ်ဘူးဟောဒီကိုယ်ကာယထဲမှာဘာကြောင့်လို့ဆိုရင်နိဗ္ဗာန်တွေ့ချင်လို့ရှိရင်တခြားကိုလိုက်ရှာလို့မရဘူးတခြားလိုက်ရှာလို့ရှိရင်တော့ဟင်္ဒရာမြို့တောင်ဘက်ကနိဗ္ဗာန်တော့တွေ့ကောင်းတွေ့လိမ့်မယ်နော်ဘဂိုးနာကနိဗ္ဗာန်ရွာတော့တွေ့ကောင်းတွေ့လိမ့်မယ်တကယ်သူတော်ကောင်းတွေရောက်တဲ့နိဗ္ဗာန်ဆိုတော့တွေ့မှာမဟုတ်ဘူးအဲ့တော့တကယ်အစစ်မှန်ဘုရားဆရာတော်ရိယာသူတော်ကောင်းတွေမျက်မှောက်ပြုတဲ့နိဗ္ဗာန်ဆိုတာကိုယ်နာလေးမှာပဲရှိတယ်။ဘာကြောင့်ကိုယ်နာလေးမှာရှိတယ်လဲဆိုရင်ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကိုရှုပြီးဝိပဿနာတရားပွားများအားထုတ်လို့မက်စိတ်ပေါ်လာလို့မက်စိတ်ကကိလေသာတွေကိုဖယ်လိုက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ကိုမြင်တော့တာပဲပေါ့။ဒါကြောင့်တန်တိကေကိုယ်နဲ့အနည်းလေးမှာဖြစ်ပါလေရဲ့။နာဝိဇာဏန္တိရှိမှန်းမသိကြဘူးလို့ဒီလိုဆိုလို့တယ်နော်။နိဗ္ဗာန်ဆိုတာဗဟိတတရားလို့ဆိုတာမှန်တယ်ခန္ဓာ၅ပါးထဲမှာမပါလို့ဗဟိတလို့ပြောတာသို့တော်ခန္ဓာကိုရှုပြီးနိဗ္ဗာန်ကိုရတာဖြစ်သောကြောင့်တန်တိကေကိုယ်နဲ့အနီးလေးမှာရှိတယ်တန်တိကေနဝိဇာဏန္တိတမန်ပုဂ္ဂိုလ်တွေဟာကိုယ်နဲ့နီးနေတဲ့နိဗ္ဗာန်ကိုမတွေ့ကြဘူးတဲ့ဘာကြောင့်မတွေ့လဲဆိုရင်မဂါဓမ္မတကောဝိတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေနဲ့ပတ်သက်ပြီးတော့အသိဉာဏ်မရှိကြလို့ပဲဖြစ်တယ်။အသိဉာဏ်မရှိလို့နော်အသိဉာဏ်တုံးတဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်တုံးတဲ့ပုဂ္ဂိုလ်တွေမသိနိုင်ကြသလိုပဲကိုယ်နာမှာရှိရတဲ့နိဗ္ဗာန်ဆိုတာကိုမမြင်နိုင်ကြဘူးလို့ဒီလိုဆိုလို့တယ်ပေါ့။တော့နိဗ္ဗာန်ဆိုတာအနည်းလေးပဲလို့တခြားသောရှာမှာမဟုတ်ဘူးလို့ဆိုလို့တယ်ပေါ့။ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကိုရှုမှတ်ပွားများလာလို့ရှိရင်နိဗ္ဗာန်ဆိုတာတွေ့မှာပဲဖြစ်တယ်ပေါ့ခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းရာတချို့သုတ္တန်ဒီမှာမြတ်စွာဘုရားဟောတဲ့ခန္ဓာនិရောဓနိဗ္ဗာန်ဓမ္မစက္ကဗောဓနာသုံးပါဆိုရင်ဒုက္ခនិရောဓတဏှာချုပ်လို့ရှိရင်ဒုက္ခချုပ်တဲ့နိဗ္ဗာန်ဆိုတာတွေ့ပါယောတတ္တယေဝတဏယအတိတဝိရာဂនិရောဓသာခောပฏิနိမုတ်တိအနာလျောဆိုနိဗ္ဗာန်ကိုတရုပ်ဖော်ပြီးတော့ဟောတယ်ကာမဂုဏ်အာယုန်ဒီပေါ်မှာကျင့်နေတဲ့တဏှာဖယ်လိုက်တာနဲ့ပဲနိဗ္ဗာန်ဆိုတာတွေ့မှာပဲလို့ဘဝនិရောဓနိဗ္ဗာန်ရှားရှိထားတဲ့ဘဝတစ်ခုအဲ့ဒီပေါ်မှာတွေ့တာမှုတွေကုံဆုံးသွားလို့ဘဝချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲလို့သူတို့ဆိုတယ်အဲ့ဒါကိုယ်နဲ့အနီးကပ်ကလေးဖြစ်တော်လဲပဲတရားဓမ္မအပေါ်မှာအသိဉာဏ်ကင်းမဲ့နေသည့်အတွက်ကြောင့်မသိနိုင်ဘူးတဲ့ဒါကြောင့်မို့တရားနာရတယ်တရားအသိပေါ်မှာမိပြီးတော့တမာရီကိုထူထောင်ရမယ်တတိကိုထူထောင်ရမယ်ပညာကိုထူထောင်ရမယ်ဝိပဿနာတရားကြိုးစားအားထုတ်ရမယ်ထုတ်ခြင်းဖြင့်အမှန်တရားကိုသိရှိလာပြီးတော့နိဗ္ဗာန်ကိုဖုံးကွယ်နေတဲ့အဝိဇ္ဇာစားတဲ့ကိလေသာတွေကိုဖယ်ရှားပြစ်တယ်အဲ့ကြရင်တော့နိဗ္ဗာန်ကိုမြင်မှာပဲဖြစ်တယ်အဲ့တော့လောကလူတွေဟာဘဝချုပ်ရနိဗ္ဗာန်ကိုမတွေ့တာဘာကြောင့်လဲလို့ဆိုဘဝရာခပရိတိဟိနာယံဓမ္မောတုတံဘုဒ္ဓောဘဝရာခပရိတိဟိဘဝရာခအနုတ္တရိဖိဘဝပေါ်မှာတွေ့တာနေတဲ့တဏှာတွေအဲ့ဓာတွေရဲ့လွှမ်းမိုးမှုခံရတယ်ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာနောက်ကောက်ကောက်ပါပြီးတော့တဏှာအလိုချတဏှာနောက်လိုက်နေကြတယ်မာရဒေယမန်ရဲ့မာနမာရဲ့ကိလေသာမန်ရဲ့နော်ကိလေသာမန်မစ္စုမန်ဆိုတာအဲ့ဓာတွေရဲ့တရားကိလေသာတွေရဲ့တရားခန္ဓာတွေပေါ်မှာဖြစ်နေတယ်မာရတေယနုပန္နေဟိနာယံဓမ္မောတုတံဘုဒ္ဓောနိဗ္ဗာန်ဆိုတဲ့တရားဟာလွယ်ကူသိလာမှာမဟုတ်ဘူး
ဘာလို့တော့ဆိုရင်လူချင်းနဲ့ဖြစ်ချင်းနဲ့ရချင်းနဲ့တဏှာတွေရဲ့လွှမ်းမိုးထားလို့တဏှာတွေနောက်ကောက်ကောက်လိုက်ပြီးတော့ခန္ဓာပေါ်မှာမမောနေတာကြောင့်မို့လို့ဒီတရားဟာလွယ်တကူသိမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကကောနုအညတရအရိယေဟိပဒံတံဗုဒ္ဓတံဗုဒ္ဓမရဟတိအဲ့တော့ရိယာလွယ်လို့ဒီနိဗ္ဗာန်ဆိုတဲ့အစိတ်ပိုင်းတစ်ခုနိဗ္ဗာန်ဆိုတဲ့သဘာဝတရားတစ်မျိုးကိုအရိယာပုဂ္ဂိုလ်တွေကလွယ်ရင်ကျန်တဲ့ပုဂ္ဂိုလ်တွေဟာသိဖို့ခက်ခဲတယ်ချမ်းသာအစစ်ဆိုတာကိုသိဖို့ခက်ခဲတယ်ယံပဒံသမ္မထေညာယပြိနိဗ္ဗန္တိအနာတဝါအဲ့ဒီနိဗ္ဗာန်ဆိုတဲ့အစိတ်ပိုင်းတစ်ခုနိဗ္ဗာန်ဆိုတဲ့နော်ခန္ဓာဆိုတာဒီဘက်အပိုင်းခန္ဓာချုပ်ငြိမ်းမှုဆိုတဲ့အပိုင်းအဲ့ဒီပဒဆိုတဲ့ခန္ဓာချုပ်ငြိမ်းမှုအပိုင်းတစ်ပိုင်းကိုတိမအာတဝဆိုတာတွေကုန်ပြီးတော့လုံးဝချုပ်ငြိမ်းတယ်ဆိုတာရမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒီဒေသနာတော်မှာအဲ့ဒါလို့ဘုန်းကြီးတို့တွေအာယုန်နေတဲ့မှာဒီချမ်းသာဒုက္ခတွေကိုရှားနေတာချမ်းသာဒုက္ခဆိုတာရှားမတွေ့နိုင်ဘူးဆိုပြီးတော့ဒီသုတ္တံမှာဟောတာဖြစ်အဲ့ဒီမှာမြတ်စွာဘုရားကတရားရည်ရဲ့အခြေအနေကိုဖော်ပြပြီးတော့တရားရည်လူချင်းလို့တရားရည်ရှားနေတဲ့အာယုံ6ပါးထဲမှာပျော်စရာရှားနေကြတဲ့တရားတွေဟာဘာဖြစ်လာတော့လို့ချမ်းသာကိုတွေ့သလားလို့ဆိုခဏတစ်ပြုတ်တော့တွေ့တယ်အောင်ရှိကောင်းရှိလိမ့်မယ်နော်ခဏတစ်ပြုတ်တော့တွေ့တယ်လို့တွေ့လို့ပဲလူတွေဟာပြောနေကြတာလေအဲ့တော့လောကမှာပြောစရာမရှိဘူးလို့ပြောတာမဟုတ်ဒါကြောင့်မို့ဘဝနဲ့ပတ်သက်လာလို့ရှိရင်သိရမှာဘာတွေသိရကိုယ့်ကိုစဉ်းကျင်စဉ်းစားကြည့်မြတ်စွာဘုရားဟောတာဘဝနဲ့ပတ်သက်လာလို့ရှိရင်သိရမှာအတ္တဓာတ်တဲ့စပရမသမုဒယနဲ့အထင်မှာဖြစ်ကြောင်းတရားကိုလည်းသိရမယ်ချုပ်ကြောင်းတရားကိုလည်းသိရဘဝတစ်ခုနဲ့ပတ်သက်လာဆိုပါစို့ခုနကချမ်းသာဒုက္ခဘယ်မှာရှားနေတုံးဆိုအာယု6ပါးပေါ်မှာရှိအဲ့ဒီ6အာယု6ပါးရဲ့သမုဒယအာယု6ပါးရဲ့ဖြစ်ကြောင်းတရားကဘာလဲသမုဒယထိုအာယုတွေ6ပါးဟာဘာကြောင့်ချုပ်သွားတယ်လဲချုပ်ကြောင်းတရားအဲ့ဒါကိုလည်းသိဖို့လိုတယ်ဘာကြောင့်ဖြစ်လာတယ်ဆိုတာသိတယ်ဘာကြောင့်ချုပ်သွားတယ်ဆိုတာလည်းသိပြီးတော့မှအတ္တဓာတ်ခြေနဲ့ဆရာကောင်းတယ်ဆိုတဲ့အချက်ကိုလည်းသိရမယ်အာရိတဝခြေနဲ့ဆရာမကောင်းတဲ့အပြစ်နာစာဆိုတာကိုလည်းသိရမယ်နိတ္တရဏထွက်ပေါက်ဆိုတာကိုလည်းသိရမယ်အလုံးပေါင်းလိုက်တော့5ချက်အရိယသူတော်စင်တွေကအဲ့ဒီ5ချက်ကိုသိတယ်တရားရည်ရှားနေတဲ့ချမ်းသာဒုက္ခဆိုတဲ့အထဲမှာအာယု6ပါးထဲမှာတွေ့ရှားနေကြတဲ့ချမ်းသာဒုက္ခဆိုတာဘာကြောင့်ဖြစ်လာတယ်ဘာကြောင့်ချုပ်သွားတယ်ဆိုတာသူတို့သိကျင့်တတ်စရာဆိုတာဘာလဲဆိုတာသိလောကမှာအကြောင်းကင်းပြီးတော့ဖြစ်တာဆိုတာမရှိဘူးအကြောင်းတရားဆိုတာရှိတယ်ကောင်းတဲ့အာယုနဲ့တွေ့သမျှကုသိုလ်ဆိုတာအကြောင်းတရားပဲဆိုးတာတွေနဲ့တွေ့သမျှအကုသိုလ်ဆိုတာအကြောင်းတရားပဲနော်တခြားအကြောင်းတွေနဲ့မြတ်စွာဘုရားအကြောင်းတရားတွေကိုဟောထားတယ်ပရိစ္ဆေသမုပ္ပါဒ်မှာလည်းအကြောင်းတရားကိုဟောတယ်ပဋ္ဌာန်းကြတော့လည်းအကြောင်းတရားတွေကိုဟောတယ်တတ္တိပါထည့်ပြီးတော့ဟောထားတယ်အဲ့တော့အဲ့ဒီမှာအကြောင်းတရားဆိုတာတွေ့ရင်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတာဒါဟာချုပ်ငြိမ်းခြင်းရဲ့အကြောင်းသိဟုတ်ပြီအဲ့ဒီအာယုန်တွေထဲမှာကျင့်တတ်เสียလို့ရှာတွေ့မျက်စိနဲ့မြင်ရလို့နှစ်သက်ခင်မင်ပွဲမျက်နှိုးပွဲအစင်းအာယုန်လေးကိုတွေ့တယ်အဲ့ဒီပုံမှာဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခသောမနတစိတ်ချမ်းသာမှုလေးကိုချမ်းသာမှုလေးတခိုက်အခိုက်အတန့်လေးရရှိလိုက်ကြနော်
ခိုက်တန့်လေးဟာရရှိလိုက်ကြတယ်ကိုလိုချင်တာလေးရလို့ကိုလိုချင်တာလေးဟုတ်လားကိုချစ်ချင်တာလေးမျက်စိကမြင်လိုက်ရင်အခိုက်တန့်လေးမှာချမ်းသာဒုက္ခလေးရလိုက်ကြအခိုက်တန့်လေးသာရတာဒါပေမဲ့သူကရှင်းတတ်တယ်ရှင်းတတ်နေကြကိုကြားခြင်းနဲ့အတန်လေးကြားလိုက်ရင်လည်းအခိုက်တန့်ချမ်းသာဒုက္ခရသွားကြတယ်ကိုနမ်းရှူခြင်းနဲ့အနံ့ကလေးရလိုက်ပြန်တော့လေရှင်းတတ်တော့ကိုစားခြင်းနဲ့အစာလေးစားလိုက်ရရင်လည်းသဘောတွေကျရှင်းတတ်ကိုထိတွေ့ခြင်းနဲ့အာယုံလေးကိုထိတွေ့လိုက်ရရင်လည်းရှင်းတတ်တော့ကိုစိတ်ကူးထဲမှာစိတ်ကူးလို့ရလိုက်တဲ့အာယုံလေးပေါ်မှာလည်းရှင်းတတ်ကြတယ်အဲ့ဒီရှင်းတတ်เสียဒါကိုတွေးလိုက်လို့စိတ်ချမ်းသာမှုကိုချမ်းသာမှုလေးတွေဖြစ်သွားတာအတ္တရပဲပေါ့ဒါလေးအတွက်ပဲလူတွေဟာလမ်းဆုံးပြီးတော့ตาယာမမောပြီးတော့နေကြဥမာပဲသားသမီးကိုချစ်တဲ့မိဘဟာသားသမီးကကိုယ်အလိုတိုင်းသူ့ကိုကြည့်နေရရင်ကိုယ်ကပီတိတုသောမနတဖြစ်နေပီတိဒုက္ခတွေဖြစ်နေတယ်ဒုက္ခတွေသောမနတအဲ့ဒါကိုသားသမီးကိုချစ်တယ်ဆိုတာတကယ်စဉ်းစားကြည့်မယ်ဆိုရင်တော့မိဘကသားသမီးကိုချစ်တယ်ဆိုတာကိုယ့်အကိုဘာကိုချစ်တာတော့လို့မေးကြည့်နော်ဘာကိုချစ်တာတော့လို့ဖြေထုတ်ကြည့်သူ့မြင်ရရင်စိတ်ချမ်းသာနေတာအဲ့ဒီစိတ်ချမ်းသာမှုတွေကိုချစ်တာဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ဒီသားသမီးကကိုယ်စကားကိုနားမထောင်တော့ဘူးကိုယ့်ကိုထော်လော်ကန့်လန့်လှုပ်လာတယ်ဆိုရင်ဘယ်မိဘကမှမချစ်ဘူးနော်အမွေပြကြော်ညာအင်္ဂါနှင်ချတာချစ်တယ်အဲ့တော့သားသမီးချစ်တာဟုတ်ကလားကိုရထားတဲ့ကိုယ့်ရဲ့စိတ်ချမ်းသာမှုလေးကိုဖြည့်ဆည်းလာလို့ရှိရင်မလာနဲ့တော့မလို့ချင်တော့နော်သားသမီးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမှုရနေလို့ရှိရင်ဒါသားသမီးကိုချစ်တယ်လို့ခေါ်တယ်စိတ်ချမ်းသာမှုမရလိုက်တာနဲ့တပြိုင်နက်သွားတော့ဒီလိုဖြစ်တာအဲ့တော့သားသမီးချစ်တယ်ဆိုဘယ်ဆော့မလဲတကယ်ကတော့ကိုယ့်ကိုချစ်တာဆိုတဲ့အခြေထုတ်လို့ရတယ်ကိုယ့်ကိုချစ်တယ်ဆိုတာကိုယ့်စိတ်ထဲမှာခံစားရတဲ့စိတ်ကိုချမ်းသာမှုစိတ်ချမ်းသာမှုလေးအတွက်လူတွေဟာသားသမီးကိုချစ်ကြတယ်ပစ္စည်းဥစ္စာတွေကိုချစ်ကြတယ်ကိုယ့်အတွက်အင်အားတရအနေနဲ့ချစ်ကြတာဖြစ်တယ်ပေါ့သို့တော့အဲ့ဒီအထီးတွေ့တွေစိတ်ကူးကြံစည်တာတွေအိမ်မက်မက်ထားတာပေါ့နော်လူတွေစားအိမ်မက်မက်ကြတာပဲအကုန်လုံးစိတ်ကူးရင်နဲ့ခေါ်အဲ့ဒါတွေဟာဒီတိုင်းတီးနေသလားလို့ဆိုမြတ်စွာဘုရားဟောတယ်နော်ရူပဝိပရိနာမဝိရာဂနိရောဓကိုမျက်စိထဲမှာကျဉ်တ်နေတဲ့အဆင်းအာယုန်လေးတစ်ခုဟာအခြေအနေတစ်ခုပြောင်းသွားတယ်ဝိပရိနာမအဆိုးဘက်ကိုပြောင်းသွားတယ်ဆိုပါစို့ပန်းလေးကအမတန်လှအဲ့ဒီလှတဲ့ပန်းလေးပေါ်မှာကိုယ်ကြည့်လို့မဝသေးတဲ့အချိန်လေးမှာဒီပန်းလေးကနွမ်းသွားတယ်ကျွေသွားတယ်ဆိုတာဟောရူပဝိပရိနာမတဘာဝသင်္ခါရသဘောတရားအရာသူကပြောင်းလဲသွားပြီးတော့ဝိရာဂတဘာဝတွေကိုဆွန့်လွတ်သွားတယ်និရောဓလုံးဝချုပ်ငြိမ်ပျက်စီးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီအစင်းအာယုန်လေးကိုမှီပြီးတော့ရနေတဲ့ဒုက္ခသောမနတလေးဟာယတ္တိနိုင်သေးသလားလို့ဆိုမယတ္တိနိုင်တော့ဘူးနော်ဒီအစင်းအာယုန်လေးကိုကျင့်နှက်လို့ကြည့်လို့အားမရခင်ဒါလေးကကိုယ့်မျက်စိအောက်မှာပြောင်းလဲမှုကြီးစွာနဲ့နောက်ဆုံးမှပျက်စီးဆုံးရှုံးသွားတဲ့အနေအထားတစ်ခုကိုပြသွားပြီဆိုရင်လူဟာဘာဖြစ်လဲဆိုဒုက္ခဘိက္ခွေဒေဝမနုဿာဝိဟရန္တိအဲ့ဒီအချိန်ကျမှဒုက္ခဖြစ်တယ်ခုနကတော့ခြေနှက်နေရင်ဒုက္ခကိုခြေနှက်တဲ့အရာတစ်ခုသည်သာဝရမဟုတ်ဘူးတခဏမျှတာဖြစ်ပြီးတော့ကိုမျက်စိအောင်မှာပဲပြောင်းလဲကြီးတစ်ခုဖြစ်ပြီးတော့ဆုံးရှုံးသွားပြီဆိုရင်လူဟာရှိုက်ကြီးတင်ငင်နဲ့ငိုယိုပြီးတော့ဆုံးတတ်ကြတာအဲ့ဒါကြောင့်မို့လို့ရှင်းရှင်းပြောလိုက်လို့ရှိရင်တော့အာယုံ၅ပါးကောင်းကုန်တရားတွေနဲ့ပတ်သက်ပြီးအာယုံ၆ပါးနဲ့ပတ်သက်လာလို့ရလာတဲ့ချမ်းသာဒုက္ခတွေသည်ချမ်းသာဒုက္ခအတုမျှတာဖြစ်တယ်။ထာဝရချမ်းသာမဟုတ်ဘူး။
အဲ့ဒီအာယုံကာမဂုဏ်တွေတစ်ခုမှမပါနော်အာယုန်တွေထဲမှာရှာလို့မရတဲ့အာယုန်တွေလုံးဝချုပ်ငြိမ်းသွားပြီးတော့ထိုအာယုန်တွေနဲ့ဆက်ဆက်မှုမရှိတဲ့သင်္ခါရတရားတွေနဲ့လုံးဝချိတ်ဆက်ထားခြင်းမရှိတဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာတည်တာလင်ချမ်းသာအစစ်တို့ပြောတယ်။ကျန်တဲ့ချမ်းသာတွေဟာဘလောက်ပဲချမ်းသာထားခဲ့ရပြီလေလူလောကမှာရှိတယ်ကိုဗမာပြည်ကမဟုတ်တော့လဲအိန္ဒိယနိုင်ငံမှာဖျားလက်ထက်တုန်းကတထေးကြီးတွေသောရိကတထေးတို့ဇတိလတထေးတို့ကာကဝနာတို့ပုံနာတို့ကာကဝလိယတို့ဆိုတဲ့တထေးကြီးတွေအဲ့ဒီတထေးကြီးတွေအလုံးအစွန့်သွားကြတယ်ပိုင်ဆိုင်မှုတွေအလုံးစွန့်ပြစ်သွားတယ်မြန်မာနိုင်ငံမှာလည်းပဲစာဝဲရတဲ့တထေးကြီးတွေပိုင်ဆိုင်မှုတွေအလုံးစွန့်ပြီးတော့သွားကြအဲ့တော့သူတို့ချမ်းသာတယ်ဆိုတာတခဏပဲထာဝရချမ်းသာတာအောင်မရကြဘူးဘာကြောင့်လို့ဆိုရင်အတုနဲ့ရင်ကျင့်တတ်သွားလို့ရှိရင်တော့စစ်ရဖို့ရမလွယ်ဘူးပေါ့အဲ့တော့နိဗ္ဗာန်ချမ်းသာရမှသာလေတကယ်ချမ်းသာဒုက္ခလို့ခုကြည့်မြတ်စွာဘုရားဟောတယ်တရားတွေဟာတဲ့အစင်အတန်အနတ်အရသာအထိတွေ့စိတ်ကူးအိမ်မက်တွေပေါ်မှာကျင့်တတ်နေကြတယ်ဒီပေါ်မှာပြောနေကြတယ်ဟုတ်ပြီအဲ့ဒီအစင်အတန်အနတ်အရသာအထိတွေ့စိတ်ကူးအာယုန်တွေဟာဒီတိုင်းမနေဘူးတဲ့ပြောင်းလဲသွားတယ်ပျက်စီးသွားတယ်ပျောက်ကွယ်သွားတယ်အဲ့ဒီလိုပြောင်းလဲပျက်စီးပျောက်ကွယ်သွားတယ်ဆိုရင်ဒီပေါ်မှာကျင့်တတ်နေတဲ့လူတယောက်ရဲ့စိတ်ဟာဆက်လက်ပြီးတော့ကျင့်တတ်နိုင်စွာမရှိတော့ဘာဖြစ်တယ်လဲဖြစ်မှဖြစ်ရလေခြင်းဆိုပြီးတော့ရည်ထီးလက်ခတ်ငါမှဆုံးရှုံးသွားပြီငါလည်းလို့ဆုံးရှုံးသွားပြီဆိုပြီးငိုကြီးချက်မှဖြစ်ရတယ်ဟောသူပြောတဲ့ချမ်းသာတွေတကယ်တော့ထာဝရချမ်းသာမဟုတ်သည့်အတွက်ကြောင့်ဆင်းရဲဒုက္ခကိုဖန်တီးသွားကြတာတွေဒါဖြစ်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားဟောလို့ရင်းပဲဖြစ်တယ်အေးမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြတော့ကြည့်အဲ့ဒီအစင်းတန်အနတ်ရတာအထီးတွေ့အာယုံလို့ဆိုတဲ့အပေါ်တွေပေါ်မှာမြတ်စွာဘုရားကဘာကိုသိတော့ဘာကြောင့်ဖြစ်တယ်ဆိုတာသိတယ်ဘာကြောင့်ချုပ်ငြိမ်းသွားတယ်ဆိုတာရှိတယ်ตายာစရာဆိုတာကိုလည်းသူ့အပိုင်းလိုက်သိတယ်အေးตายာဘွယ်ရှိတယ်ตายာစရာမရှိပဲလူတွေပဲကြိုက်တယ်လူတွေကြိုက်တယ်ဆိုတဲ့ကကျင့်တတ်စရာရှိလို့အဲ့ကျင့်တတ်စရာကိုအတ္တဓာတ်လို့ခေါ်တယ် enjoy ရေပေါ့ကျင့်တတ်စရာကောင်းတယ်ဒါကြောင့်မို့လူတွေဟာမမောနေကြဒါပေမဲ့ကျင့်တတ်စရာတက်တက်လားလို့ဆိုတဲ့အခါကျတော့အာဒီနဝတဲ့မတည်မြဲဘူးပြောင်းသွားတယ်ပျက်စီးတယ်အချိန်တန်ရင်လန်းဆန်းပြီးတော့မွေးကြိုင်နေတဲ့ပတ်မွင့်လေးဟာချိန်တန်သွားလို့ရှိရင်နွမ်းပြီးကျွေသွားမှာပဲအဲ့ဒီချိန်ကြလို့ရှိရင်မတည်မြဲသည့်အတွက်ကြောင့်အာရိနဝဖြစ်ပြီးရင်ပြတ်သွားတယ်ဝိပရိနာမဓမ္မအကောင်းကနေအဆိုးပဲပြောင်းသွားတဲ့သဘောအနိစ္စမမြဲတဲ့သဘောအဲ့ဒီသဘောတွေနဲ့ကြုံလိုက်ပြီဆိုလို့ရှိရင်လူဟာလက်လွတ်ဆုံးရှုံးရပြီရင်ပတ်စီတီငိုကြီးချက်မှဖြစ်ကြဗျာအဲ့ဒါဟာအာရိနဝလို့ခေါ်တယ်တဘာဝတရားတစ်ခုဟာကျင့်တတ်เสียတစ်ခုတည်းတင်ရှိရင်တော့သဘောကျเสียကြီးပေါ့အခုတော့ကျင့်တတ်เสียအပိုင်းရှိတယ်လို့ပဲမကျင့်တတ်เสียအပြစ်ဆိုတဲ့အပိုင်းတစ်ပိုင်းကရှိနေပြန်အဲ့ဒီအပိုင်းကဘာလဲဆိုရင်ပြောင်းလဲပျက်စီးတတ်တဲ့သဘောပဲအဲ့ဒါကိုအာရိနဝလို့ခေါ်တယ်ပြောင်းလဲပျက်စီးတတ်တဲ့သဘောသည်အာရိနဝဒါဖြင့်ကျင့်တတ်เสียလည်းရှိတယ်မကျင့်တတ်เสียလည်းရှိတယ်ဆိုတဲ့ဒီသဘာဝတရားတွေကလွတ်မြောက်အောင်ဘယ်နည်းနဲ့ရှောင်တိတ်မလဲသူတို့ကိုရှောင်ကွင်းပြီးတော့ချမ်းသာဒုက္ခကိုရအောင်ရှာဖို့နိလန်းကတော့ဘာလဲဟောတကယ်ချမ်းသာအစစ်ကိုရတဲ့နည်းကဘာလဲဘယ်လိုရှာမလဲလို့ဆိုလို့ရှိရင်နေတရဏဆိုထွက်ပေါက်လေးကိုပေးထားတယ်
အဆောင်ဦးကြီးကြီးတဲ့ရောက်နေတဲ့ပုံကိုယ်တွေမှာ exit ဆိုထွက်ပေါက်လေးတွေရှိတယ်အဲ့ဒီထွက်ပေါက်ကထွက်မှပြင်ရောက်တယ်ထို့တူပဲတန်တရားထဲမှာဘုန်းကြီးတို့တွေရောက်နေတယ်ထွက်ပေါက်ရှိတယ်အဲ့ဒီထွက်ပေါက်ကိုမြတ်စွာဘုရားဟောပေးတယ်အခုဘုန်းကြီးတို့တွေရထားတဲ့အာယုံ6ပါးသည်ကျင့်တတ်เสียကောင်းတဲ့အပိုင်းရှိတယ်မကျင့်တတ်เสียကောင်းတဲ့အပိုင်းရှိတယ်ကျင့်တတ်เสียကောင်းတဲ့အပိုင်းသည်သူ့ကိုကြည့်ပြီးဒုက္ခသောမနတစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုတွေရတာဒါကျင့်တတ်เสียအပိုင်းပဲကျင့်တတ်เสียမကောင်းတဲ့အပိုင်းကဘာလို့ဆိုရင်မတည်မြဲမှုဟာကျင့်တတ်เสียမကောင်းတဲ့အပိုင်းပဲဒါဖြင့်အဲ့ဒီအာယုန်တွေကထွက်ပေါက်ဖို့ကာမဂုဏ်အာယုန်တွေကလွတ်မြောက်ပြီးအာယုန်6ပါးထွက်မြောက်ပြီးတော့ထွက်ပေါက်ဆိုတာကြတော့ဘာနဲ့ရှာရမလို့ဆိုလို့ရှိရင်အဲ့ဒီပုံမှာတွေ့တာမှုဆိုတဲ့သန္တရာဂနဲ့သန္တရာဂကိုဖယ်ရှားခြင်းဟာထွက်ပေါက်ပဲဆိုလိုတာကဒီအာယုန်ဒီပုံမှာမင်းဆက်လက်ပြီးတော့ကျင့်တတ်မနေနဲ့သူ့မှာအပြစ်တွေရှိနေတယ်အဲ့ဒီအပြစ်တွေကိုမြင်အောင်ကြည့်ပြီးတော့အလွတ်ယုံလို့ဆိုလို့ဘာကိုအလွတ်ယုံရမှာတော့ဆိုတွေ့တာတဲ့စိတ်ကိုဖယ်ရှားခြင်းဖြင့်အလွတ်ယုံနိုင်တယ်အဲ့ဒါဘာလဲဆိုဝိပဿနာတရားအထုတ်တာပဲဖြစ်တယ်နော်ဝိပဿနာတရားအထုတ်ခြင်းဟာအမှန်မြင်တယ်ဝိပဿနာဉာဏ်နဲ့ကြည့်လိုက်တဲ့အခါအမှန်မြင်တယ်အမှန်မြင်လို့ရှိရင်တွေ့တာမှုကိုဖယ်ရှားနိုင်တယ်တွေ့တာမှုကိုဖယ်ရှားနိုင်မှတောကဆိုတာလွတ်မြောက်မယ်အဲ့ဒါကြောင့်မို့လို့သန္တရာဂဝိနယောသန္တရာဂပဟာနာအဲ့ဒါဟာတကယ်နေတရဏထွက်ပေါက်ကြီးပဲအဲ့တော့ထွက်ပေါက်ရခြင်းနဲ့ဆိုရင်ဒါကိုဖက်တွယ်မထားနဲ့စွန့်ပလိုက်ဖက်တွယ်မထားရသော်ဗျာဟောတယ်ရူပံဘိခွေနတ်တုံမာကံတံပစေတအလုံးကိုခြုံပြောတဲ့အခါရုပ်ခန္ဓာကြီးကမင်းတို့ဟာမဟုတ်ဘူးတဲ့တံပစေတမင်းတို့လွတ်ထားလိုက်တွေ့တာမနေနဲ့လို့ပြောတယ်သူ့ကိုဖယ်လိုက်ဆိုတာရုပ်တရားကြီးကိုဖယ်ခိုင်းတာမဟုတ်ဘူးရုပ်တရားပေါ်မှာဖက်တွယ်ပြီးတော့နေတဲ့တဏှာကိုဖယ်ခိုင်းတာတံပစေထတံဝောပဟိနံဟိတယဒုက္ခအဝိတ္တိအဲ့ဒါကိုမင်းတို့လွတ်လိုက်မှဒုက္ခဆိုတာရမှာတဲ့ဟောချမ်းသာအစစ်တို့ထင်ပြီးတော့ဖက်တွယ်ထားသမျှကာလပတ်လုံးဘယ်တော့မှချမ်းသာအစစ်ကိုမရဘူးအတုထဲမှာပဲတဝဲလဲလဲနဲ့တောကတွေဖြစ်ပြီးတော့ဒုက္ခပင်လေထဲမှာပဲနင်းမျောနေမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားတခုချင်းတခုချင်းစဉ်းစားကြည့်မြတ်စွာဘုရားယောဘိက္ခဝေသက္ခုတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောတို့မျက်လုံးလေးရလာတာဘာရလာတာတော့ဒုက္ခရလာတာဒါပေမဲ့မျက်လုံးလေးရလာတာဟာကောင်းတဲ့အပိုင်းမရှိဘူးလားဆိုရှိတယ်ဒါပေမဲ့ကောင်းတဲ့အပိုင်းနဲ့ဒုက္ခပေးတဲ့အပိုင်းကဒုက္ခပေးတဲ့အပိုင်းကရားတယ်မျက်လုံးလေးရှိလို့ဖျားဖူးရတယ်စာဖတ်လို့ရတယ်တရားနာရတယ်စသဖြင့်ပေါ့လေတရားဖျားဖူးလို့ရတယ်ပေါ့နားလေးရှိလို့တရားနာရတယ်ဟောကောင်းတဲ့ပိုင်းလေးတွေတော့ရှိတယ်သို့တော့ကောင်းတာတယ်လားလို့ဆိုမကောင်းတာတွေရောထွေးဒါကြောင့်မို့မြတ်စွာဘုရားတကယ်အစ်စ်ကမျက်လုံးရထားတာနားရထားတာနှာခေါင်းရထားတာလျှာရထားတာခန္ဓာကာယရထားတာမနရထားတာအဲ့ဒါတွေကဘာတွေရတာတော့ဆိုဘာတွေဖြစ်လာတာတော့ဒုက္ခတေတော့ဥပ္ပါတော့ရောဂနံထိတိယောဂတွေကိုယ်တဏ္ဍမှာရှိလာခြင်းလောကလူတွေကယောဂဖြစ်မှယောဂလို့ထင်တာကိုရတာကိုကယောဂကိုရစရာမရဏတ္တပါတုပါအိုခြင်းနာခြင်းဆိုတာဒီထဲမှာတစ်ခါတည်းပါပြီးသားအိုရဲသေးတယ်ဆိုတာဒီထဲမှာတစ်ခါတည်းပါလာဒါကြောင့်မို့ဆင်ခြင်စဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်အတိုင်းပဲယောဘိကွေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောရောဂနံထိတိစရာမရဏတ္တပါတုပါဝတဲ့ငါရထားတဲ့ခန္ဓာရုပ်တည်မကဘူးဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နံတရားတွေရတာလဲဒုက္ခကိုရအဲ့ဒီဒုက္ခရလာတယ်လို့သိတဲ့အတိအမှန်တမ်းတတ်မိုးရှိတဲ့အတိပဲအဲ့ဒါဘာကိုပြောတာတော့ဆိုသန္တရာဂပဟနံသန္တရာဂဝိနည်းကိုယ်တဏ္ဍမှာရှိတဲ့လူချင်းနေတဲ့တဏှာဆန္ဒဒါကိုဖယ်ရှားနိုင်အောင်
အဲ့တော့ဒါကိုဖယ်ရှားဖို့အတွက်မှန်ကန်တဲ့အမြင်တစ်ခုမြင်ဖို့ဆင်ញင်သုံးသက်တတ်ဖို့ဝိပဿနာတရားအထုတ်တယ်ဆိုတာဒါပဲအမှန်မြင်ဖို့အထုတ်တာအမှန်မမြင်မဲနဲ့တဝဲလေလေဖြစ်နေရင်လေကိုယ်တဏ္ဍာမှာအတိညာမဖြစ်ရင်တော့ထွက်ပေါက်ရှာရမှာမဟုတ်ဘူးဒါကြောင့်မို့နေတရဏထွက်ပေါက်ဆိုတာဒီသူချမ်းသာအတုထဲမှာတဝဲလေလေမနေပဲနဲ့ချမ်းသာအစစ်ကိုတွေးကြလို့ရှိရင်ချမ်းသာအတုပေါ်မှာတွေ့တားနေတဲ့တဏှာကိုဖယ်လိုက်ပါလို့ဒီလိုဆိုလို့ရတယ်ပေါ့အဲ့ဒါကြောင့်မို့ပြောတာချမ်းသာအတုကိုစွန့်နိုင်မှချမ်းသာအစစ်ကိုရမည်ဆိုတာချမ်းသာအတုကိုဖယ်တယ်ဆိုတာဘယ်သူကိုဖယ်တာချမ်းသာအတုပေါ်မှာတွဲနေတဲ့တဏှာကိုဖယ်တာချမ်းသာအစစ်လို့ထင်နေတဲ့အဝိဇ္ဇာကိုဖယ်တာချမ်းသာလို့ထင်နေတဲ့တဏှာကိုဖယ်လိုက်တာအဲ့ဒီအဝိဇ္ဇာနဲ့တဏှာအဓိကကိလေသာတွေကိုဖယ်လိုက်ခြင်းအဖြစ်ချမ်းသာအစစ်ဆိုတာနိဗ္ဗာန်ကိုရရှိလာမှာဖြစ်တယ်နိဗ္ဗာန်ကိုရရှိဖို့တကြောင်းဤသောလမ်းကတော့ခုပြောတဲ့ဒီထွက်ပေါက်ကပဲထွက်ရမှာဖြစ်တယ်ဒီထွက်ပေါက်ဆိုတာတွေ့တာမှုကိုဖယ်ရှားခြင်းသာဖြစ်တယ်တွေ့တာမှုကိုဖယ်ရှားနိုင်အောင်အမှန်မြင်ဖို့လိုအပ်တယ်အမှန်မြင်ဖို့အတွက်ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်ရမယ်တရားအထုတ်လို့ကအမှန်မြင်ပြီးတော့ချမ်းသာအစစ်ကိုရရှိမှာဖြစ်တယ်ဆိုတဲ့လမ်းကြောင်းမှန်ကိုသိရှိကြဖို့အရေးကြီးတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ချမ်းသာအစစ်ကိုရရှိဖို့ရာအတွက်ချမ်းသာအတုပေါ်မှာတွေ့တားနေတဲ့တဏှာကိုဖယ်ရှားမှာဖြစ်တယ်လို့ဆိုတာကိုသေသေးချာချာမှတ်သားနိုင်ယူချပြီးနေတရဏလို့ခေါ်တဲ့ထွက်ပေါက်ကိုရဖို့အတွက်တွေ့တာမှုမှန်သမျှကိုတို့တွေဖယ်ရှားကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနိုင်ယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗေပု္ပ္ပာညဉ့်နောင်ကိလေသာဆေယတောက်ဟူသမျှတို့သည်တမုဟတပိဉ္ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခသိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း